တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကိုဒီကနေ့မနက်10:00 နာရီကနေပြည်တော်ရှိပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမှာကျင်းပခဲ့ရာတက်ရောက်ခွင့်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်986ဦးရှိတဲ့အနက်985ဦးတက်ရောက်ပါတယ်ပထမဦးစွာပြည်ထောင်စုလွှတ်တော်နာယကဦးအောင်လင်းထွေးကနှုတ်ခွန်းဆက်အမှာစကားပြောကြားပါတယ်ဆက်လက်ပြီးပြည်ထောင်စုလွှတ်တော်နာယကနိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန်အတွက်သက်ဆိုင်ရာကိုယ်စားလှယ်အစုအဖွဲ့များဖြစ်တဲ့ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့နဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့ကဒုတိယသမ္မတလောင်းများအဆိုပြုရမယ့်လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးကို2026ခုနှစ်မတ်လ30ရက်တနင်္လာနေ့မှာကျင်းပမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်ဒီကနေ့အစည်းအဝေးကိုမနက်10:22မိနစ်မှာရပ်နားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။